ဆိုလိုက်ပါတယ်နော်ဒီကနေ့မှာဒီစာကားပေါ့နော်စာကားခဲဆုပ်တဲ့အတန်ကိုဘယ်လိုအသုံးပြုရလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်ဟောပထမဆုံးဒီမိနုပ်လေးကိုပြုတ်ပြမယ်နော်ဘယ်လိုဖြုံမယ်ဒီလိုခဲကောက်အပူပေးမယ်ပြီးရင်နာဘလက်ကခဲကောက်ကိုင်မယ်ဘယ်ဘလက်ကစာကောက်ပဲခလုတ်ကိုင်မယ်နော်စာကားခလုတ်ကိုင်မယ်ပြီးရင်ကိုဖြုတ်ကျင်တဲ့နေရာကိုခဲကောက်နဲ့ပူပေးမယ်ခဲတွေပြောအောင်လို့ဒီရဟာရခဲအဟောင်းနေဖြစ်တဲ့အတွက်ခဲသေးလေးပြန်ပိုးပြီးမယ်နော်ခဲသေးလေးပြန်ပိုးပြီးမယ်ဒါခဲစာကားနဲ့ခဲဆုပ်တဲ့အခါကျရင်အဆင်ပြေအောင်လို့ပေါ့နော်ခဲပိုးပြီးမယ်နော်ခဲပို့ပြီးပါပြီဆိုတော့ခဲပြန်ပို့တယ်နော်ဖြုတ်အောင်လို့ရအောင်ဒါဆိုရင်အညာဘက်လက်ခဲကောက်ကိုင်မယ်ဘယ်ဘက်လက်အစားကောက်ကိုင်မယ်မဖြုတ်ကျင်တဲ့နေရာကိုခဲကောက်နဲ့ပြောင်းလုပ်မယ်ပြီးရင်ဒီကောင်တို့တိရမယ်နော်တိပြီးပူပြီးလုံလောက်ပြီးပျော်လောက်ဆိုရင်ပြီးကြလာနော်ဒီစာအုပ်နောက်ပြီးနောက်တစ်ခုပေးမယ်ပြီးရင်ဖိမယ်စာကောက်ပြန်ပွင့်ဖြုတ်မယ်ပြီးနောက်တစ်ခုဖြုတ်မယ်စာကောက်ပြန်ပွင့်မယ်မခဲဆွဲခဲပူဆွဲအောင်လို့ပေါ့နော်တီရှူကြီးလေးတူမယ်နော်ဒီကကျွန်တော်တို့ခဲပြုတ်ပြီးနေအောင်တန်ရှင်းလေးလုပ်ရမယ်နော်တင်နာနဲ့ဖြစ်ဖြစ်လို့တပုတ်တဲ့အနေနဲ့ဒီစော်ထားတဲ့နေရာကိုနော်ဒီဆိုရင်ကျွန်တော်တော့ပြန်တက်မယ်ဒီလိုနော်ဒီလိုပြန်တက်မယ်တက်မယ်နော်တက်ကြရင်တီရှူကြီးတူမယ်
ပြီးရင်နေရာလေးကိုတက်ပြီးသားနေရာကိုတရှင်းလေးလုပ်မယ်နော်မြင်ရလားမသိဘူးရှင်းသွားနော်ဒီစာကောက်ကိုကျွန်တော်တို့ဒီထဲမှာတစ်ခါကျရင်ခဲအဆန်ဒီအမုံလေးကြားတယ်နော်အောင်ဖြုတ်မယ်နော်ဒီဘက်ကအဲ့ခေါက်ချက်မုံနော်ဒီမှာလည်းခဲမုံလေးရှိတယ်ဒီကောင်လေးတရှင်းပြန်လုပ်ပြရမယ်နော်ခဲမုံလေးထွက်တယ်နော်သူခဲဆုပ်လိုက်တော့ခဲအစာလေးရှင်းပြရအောင်နော်ကျေးဇူးများတင်ပါတယ်